အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မြစ်တာအရေးအစည်းခန်းကဒေါက်တာဇော်မင်းထွန်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့မြန်မာနိုင်ငံကဟာဂျီလောင်းတွေမကြခင်မှာဆော်ရီနိုင်ငံကို hash ပြုလုပ်ဖို့သွားပါလိမ့်မယ်အဲ့လိုသွားတဲ့အချိန်မှာကျမကြီးနဲ့ပတ်သက်ပြီးတော့စောင့်ရန်တွေကိုကျွန်တော်အနည်းငယ်ပြောပြပါမယ်ကျွန်တော်ဒီအကြောင်းတွေကိုပြောဖို့အချက်၅ချက်စီစဉ်ထားပါတယ်အဲ့အချက်၅ချက်ကဘယ်အတွက်လိုတာလဲဆိုတော့ hash မသွားခင်မှာလိုအပ်မယ့်အချက်၅ချက်ကိုအရင်ဆုံးကျွန်တော်ဒီဗီဒီယိုမှာပြောပြပါမယ် hash မသွားခင်ဟာဂျီလောင်းနေအနေနဲ့ပထမဆုံးလုပ်ရမယ့်အချက်ကဘာလဲဆိုတော့မိမိရဲ့ကျန်းမာရေးကိုမိမိစောင့်ရှောက်ဖို့လိုအပ်ပါတယ်မိမိကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မိမိမှာဘာယောဂါတွေရှိနေတာလဲမိမိကျန်းမာရေးကိုဒီမှာစောင့်ရှောက်တယ်လို့ပဲဟိုရောက်ရင်ဘယ်လိုစောင့်ရှောက်မှာလဲဆိုတဲ့အသိရှိဖို့လိုပါတယ်အရင်ဆုံးကျွန်တော်တို့ hash သွားဖို့ဆိုရင်မိမိမှာပြင်းထန်တဲ့ယောဂါတွေကြောက်ကက်ယောဂါနှလုံးယောဂါအဆုတ်ယောဂါအသည်းယောဂါကင်ဆာယောဂါတွေလက်ရှိဖြစ်ပွားမနေရပါဘူးဆိုလိုတာကဘာလဲဆိုတော့ယောဂဖြစ်တာနဲ့မသွားရတာလားဆိုတော့မဟုတ်ပါဘူးယောဂတွေကအရန်ကျွမ်းနေပြီးတော့နောက်ဆုံးအဆင့်တွေဖြစ်နေတာမျိုးတွေဥပမာနှလုံးသားအားနေနေတယ်နည်းနည်းလေးလမ်းလျှောက်တာနဲ့မောနေတယ်ဒါမှမဟုတ်အသည်းအရန်ရောင်ပြီးတော့အသည်းမှာအသည်းအရန်ခြောက်ပြီးဗိုက်ကြီးတားပူနေတာမျိုးတို့အဆုတ်မှာပိုးဝင်ပြီးတော့ပြင်းပြင်းထန်ထန်အဆုတ်ထဲပိုးဝင်ပြီးတော့နည်းနည်းလေးရှေ့တလန်းနှလန်းလျှောက်တာနဲ့တားမောပြီးဒါအသက်ရှူမရဖြစ်နေတာမျိုးတို့ဒါမှမဟုတ်လက်ရှိကင်ဆာနာမည်တက်ပြီးဆေးတွေသွင်းနေရတာမျိုးတို့ကြောက်ကက်ပျက်စီးပြီးကြောက်ကက်ဆေးနေရတာမျိုးစတဲ့လူနာတွေကို sorry နိုင်ငံကလာခွင့်မပြုထားပါဘူးအကယ်၍အဲ့လိုမျိုးယောဂတွေသူတို့လေးစိတ်မှာတွေးခဲ့မယ်ဆိုရင်ချက်ချင်းပြန်လွတ်မယ်လို့လည်းအကြောင်းကြားထားတာတွေရှိပါတယ်အဲ့တော့ကြောင့်အဲ့လိုပြင်းထန်တဲ့ယောဂရှိနေတဲ့သူတွေအနေနဲ့ hash ကိုမလုပ်သင့်ပါဘူးမသွားသင့်ပါဘူးဒါပထမဆုံးအချက်အနေနဲ့ဒီယောဂတွေရှိရင် hash မသွားသင့်ဘူးဆိုတာပြောပြတာဖြစ်ပါတယ်ဒုတိယတစ်ချက်ကဘာလဲဆိုတော့ hash သွားမဲ့လူတွေကဒီမှာရှိနေတဲ့အချိန်မှာရာသီဥတုဒဏ်ကိုခံနိုင်ပြီမယ်ရာသီဥတုအပြောင်းလဲဖြစ်လာတယ်အရင်အဆင့်ဆင့်စီးရတာမျိုးတွေဖြစ်လာတယ်အေးလိုက်ပူလိုက်တွေဖြစ်လာတယ်အဲ့လိုအခြေအနေမျိုးတွေမှာကျွန်တော်တို့မိမိကိုမိမိစောင့်ရှောက်ဖို့လည်းလိုအပ်ပါတယ်မိမိကျန်းမာရေးကိုမိမိစောင့်ရှောက်ဖို့လည်းလိုအပ်ပါတယ်အဲ့လိုအခြေအနေမှာနှာစေးချောင်းဆိုးတွေဖြစ်တယ်အပူအေးမမျှတာတွေဖြစ်တယ်ကိုယ်လက်ကိုက်ခဲတာတွေဖြစ်တယ်ရေတက်ဆုံးရှုံးတာတွေဖြစ်တယ်မူးဝေတာတွေဖြစ်တယ်အဲ့လိုမျိုးတွေဖြစ်လာနိုင်ရင်ဘာတွေလုပ်ရမှာလဲဆိုတော့မိမိရဲ့မိသားစုဆရာဝန်နှိစက်တဲ့ဆရာဝန်ရှိမှသွားပြီးတော့မှဒါဘာဖြစ်ရင်ဘာတောက်ရမှာလဲဆိုတဲ့ဟာလေးတွေဆေးအညွှန်းလေးတွေနဲ့ဆေးတွေယူလာစေချင်ပါတယ်အခုတည်းကလေကို့အဖွဲ့မှာဆရာဝန်ပါလားစုံစမ်းပါဒါမှမဟုတ်ကိုတို့နိုင်ငံကနေသွားတဲ့ဆရာဝန်တွေဘယ်မှာစေကံဖွင့်ထားတာလဲမေးပါအဲ့လိုမျိုးကိုအခုတည်းကမေးထားဖို့လိုတယ်နောက်တစ်ခုကကျတော့အကယ်၍ဆရာဝန်တွေရှိကိုသွားပြခဲ့တယ်ဆိုရင်လေမိမိမှာပါလာတဲ့ဆေးတုပ်လေးကိုယူလာပါယူလာခြင်းအဖြစ်ဆရာဝန်ကဒီကနေပြီးတော့မှလိုအပ်တဲ့ဆေးတွေညွှန်ကြားပေးမယ်မရှိတဲ့ဆေးတွေကိုသူရေးပေးပါလိမ့်မယ်အဲ့လိုမျိုးဟာသူ့ကိုလည်းကူညီရာရောက်လိမ့်မယ်မိမိကျန်းမာရေးကိုလည်းမိမိစောင့်ရှောက်ရပါလိမ့်မယ်အဲ့တော့နံပါတ်1အချက်ကမိမိဖြစ်တတ်တဲ့ယောဂါတွေအတွက်ဆေးလေးတွေစောင်းသွားစေချင်တာပါတတိယတစ်ခုက sorry နိုင်ငံကို hash သွားမယ်ဟာဂျီလောင်းတွေအနေနဲ့ကာကွယ်ဆေး၃မျိုးထိုးရပါလိမ့်မယ်ပထမဆုံးကာကွယ်ဆေးကတော့အုံနောက်အမေးပါရောင်ကာကွယ်ဆေး Minitra ဆိုတဲ့ကာကွယ်ဆေးဖြစ်ပါတယ်အရင်နှစ်တွေကလည်းထိုးခိုင်းပါတယ်အဲ့ဒီကာကွယ်ဆေးကတော့9နှစ်နေတစ်ခါပဲထိုးရတာပါမထိုးရသေးဘူးဆိုရင်တော့မိမိရဲ့ agent ရှိမှာ letter head စာရွက်ယူပြီးတော့သူတို့ညွှန်ကြားတဲ့နေရာတွေမှာတွားရောက်ထိုးနိုင်ရမှာဖြစ်ပါတယ်အကယ်၍မိမိကအဲ့ဆေးနဲ့မတည့်တာတို့မိမိမှာပြည့်တချို့ယောဂါတွေရှိနေလို့ကာကွယ်ဆေးထိုးလို့မရတာမျိုးတွေဆိုရင်တော့မိမိရဲ့မိသားစုဆရာဝန်ရှိမှာထောက်ခံစာယူပြီးတော့ထိုးလို့မသင့်ကြောင်းထောက်ခံစာယူပြီးတော့ agent စာရွက်ကိုပါယူပြီးတော့သူတို့ညွှန်တဲ့ရှီမှာတွားပြီးတော့ yellow bottle မှာစင်းသွင်းဖို့လိုအပ်ပါတယ်အဲ့ဒါကပထမဆုံးကာကွယ်ဆေးပါဒုတိယမြောက်ကာကွယ်ဆေးကဘာလဲဆိုတော့ဒီနှစ်မှညွှန်ကြားတဲ့တုပ်ကွေးယောဂကာကွယ်ဆေးပါခါတိုင်းကတော့အတိအကျညွှန်ကြားတာမရှိပါဘူးဒီနှစ်ကတော့တုပ်ကွေးကယောဂကာကွယ်ဆေးကိုပါမဖြစ်မနေထိုးလာရမယ်လို့ညွှန်ကြားထားပါတယ်အဲ့တော့တခါတည်းအုံနောက်အမေးပါရောင်ကာကွယ်ဆေးထိုးရင်လည်းတုပ်ကွေးကာကွယ်ဆေးပါထိုးစေချင်ပါတယ်ထိုးပြီးတော့ yellow bottle မှာတစ်စိတ်ကပ်စေချင်ပါတယ်တတိယတစ်ခုကတော့အရင်တုန်းကတော့ကိုဗစ်ယောဂကာကွယ်ဆေးကိုကျွန်တော်တို့ထိုးတဲ့ nutri လေးတွေတောင်းနေဗျဒီနေ့ကကြတော့သူတို့ကဘာပြောလဲဆိုတော့2025အထိနှစ်ကြိမ်နဲ့အထက်ထိုးပြီးသားဆိုရင်လည်း nutri လောက်တာပါဒါမှမဟုတ်2026မှာမှအသစ်ထိုးထားတယ်ဆိုရင်လည်းထိုးထားတဲ့ record လေးကို nutri လောက်လာပါလို့ညွှန်ကြားထားပါတယ်ပြောချင်တာကဟာဂျီလောင်းတွေ
ကာကွယ်ဆေးထိုးမှုစာရွက်3ခုလိုပါတယ်။ဦးနှောက်အမေးပါရောက်ကာကွယ်ဆေးထိုးထားကြောင်းဒါမှမဟုတ်ထိုးလို့မရကြောင်းထောက်ခံစာလိုပါတယ်။နံပါတ်2ကတုပ်ကွေးရောဂါကာကွယ်ဆေးထိုးထားကြောင်းဒါမှမဟုတ်ထိုးလို့မရကြောင်းထောက်ခံစာလိုအပ်ပါတယ်။လိုထရီလိုအပ်ပါတယ်။တတိယတစ်ချက်ကတော့ကိုဗစ်ရောဂါကာကွယ်ဆေးထိုးထားကြောင်းဒါမှမဟုတ်ထိုးလို့မရကြောင်းထောက်ခံစာလိုထရီလိုအပ်ပါတယ်။အဲ့ဒါကမဖြစ်မနေယူရမယ့်အချက်ဖြစ်ပါတယ်။သရုပ်ထားတစ်ခုကဘာလဲဆိုတော့ hash သွားမယ့်ဟာကြီးလောင်းတွေဒီမှာတွေကဘာစားတော့ပဲလာစားနိုင်အောင်လေ့ကျင့်ရပါမယ်။ရေကိုပုံမှန်တောက်နိုင်တဲ့အလေ့ကျင့်လုပ်ရပါမယ်။ခြေလမ်း1000အနည်းဆုံးနိုင်ခွက်45မိနစ်လမ်းလျှောက်တဲ့အလေ့ကျင့်လုပ်ရပါမယ်။ပြည့်တဲ့နေရာမှာအဆင်ပြေသလိုအိတ်နိုင်အောင်ကြိုးစားရပါမယ်။လေ့ကျင့်ရပါမယ်။နောက်တစ်ခုကမိမိရဲ့ကျန်းမာရေးအတွက်ကိုမိမိဘယ်လိုနေထိုင်ရမလဲဆိုတဲ့ဟာကိုဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာရပါလိမ့်မယ်။အဲ့ဒါကတော့နံပါတ်4အချက်ဖြစ်ပါတယ်။နံပါတ်5ဟာကြီးလောင်းတွေhash မသွားခင်မှာပြုလုပ်ရမယ်နံပါတ်5အချက်ကတော့မိမိမှာယောဂါတွေရှိနိုင်တယ်ဥပမာစီဂျိုယောဂါသွေးတိုးယောဂါအဲ့လိုယောဂါတွေနာတာရှည်ယောဂါတွေရှိမယ်ဆိုရင်အဲ့ဒါနဲ့ပတ်သက်တဲ့ဈေးဝါးတွေကိုရက်60စာတည်ဝါဖို့လိုအပ်ပါတယ်အဲ့လိုတည်ဝါတဲ့နေရာမှာတချို့အချက်လေးတွေကို view ပြုပါအရင်နှစ်တွေတော့ကျွန်တော်တို့ကရက်50စာလောက်ပဲတည်ခိုင်းပြီးမယ်ဒီနှစ်ကတော့စစ်ပွဲတွေဖြစ်နေတာတွေလေစိတ်တွေမှာတစ်ခါခါကြာရင်လေရင်တွေ delay ဖြစ်တာတွေကြောင့်ကျွန်တော်တို့ရက်60စာတည်ခိုင်းတာပါအဲ့ရက်60စာလုံးကိုအိတ်တိတ်ထဲမှာတည်ရမှာမဟုတ်ပါဘူးကိုနဲ့တပါတဲ့အမြဲတမ်းတည်သွားမယ် hand carry ထဲမှာ15ရက်စာထည့်ပါလေရင်ထဲမှာအပ်လိုက်ရမယ် luggage ထဲမှာ45ရက်စာထည့်ပါအဲ့လိုမျိုးဆေးတွေကိုခွဲခြားပြီးတော့တည်စေချင်ပါတယ်တည်တဲ့နေရာမှာလည်းစီကံချက်လေးတော့ရှိပါတယ်ဆေးကတ်တွေကိုဖောက်လိုက်ပြီးတစ်ထုပ်စာလောက်တာမျိုးတွေမလုပ်ပါနဲ့အကယ်၍အကြောင်းမတိုက်ဆိုင်လို့ရစ်ခဲ့တယ်ဆိုရင်ရှင်းပြရခက်လို့ပါနောက်တစ်ခုစီကံချက်ကမိမိရဲ့မိသားစုဆရာဝန်ရှင်မှာဘာဆေးတွေယူသွားမှာလဲဘာယောဂါတွေရှိတာလဲဆိုတဲ့ဟာတွေ record လေးယူပြီးတော့ဒီဆေးစာအုပ်နဲ့ဒီဆေးတွေနဲ့တပါတည်းပါစေချင်ပါတယ်တတိယအချက်ကဒီဆေးတွေကဟိုမှာအလွယ်တကူဝယ်လို့ရမှာမဟုတ်ပါဘူးအဲ့တော့ကြောင့်ရတယ်ပြတ်သွားရင်ကုန်သွားရင်ငါဟိုမှာဝယ်လိုက်ပါမယ်ဆိုတဲ့အချက်တွေကိုတွေးမိနေမှာဆိုလို့ပါလုံးဝယူလို့မရပါဘူးနောက်တစ်ချက်ကဘာလဲဆိုတော့အမျိုးသမီးတွေအနေနဲ့ရာသီထိန်ကျင်လို့ဆေးကတ်တွေယူသွားတဲ့အခါကျရင်လေ3ကတ်ဆိုရင်3ကတ်အပြည့်ယူသွားပါဟိုမှာဝယ်လို့လည်းမရပါဘူးသူများရှိကလည်းတောင်းလို့မရပါဘူးအဲ့တော့မိမိယူရမယ့်ဆေးတွေကိုမိမိရဲ့မိသားစုဆရာဝန်ကတေချာတိုင်ပင်ပြီးတော့ဆေးလေးတွေကိုတေချာလေးယူလာစေချင်ပါတယ်အဲ့ဒီအချက်5ချက်ကတော့အကြခဲ့သွားမယ်အာဂျီလောင်းတွေစော်ရီနိုင်ငံမှာအဆင်ပြေပြေနဲ့ကြမ်းမာနေထိုင်နိုင်မှုအတွက်အကြံဉာဏ်ကောင်းလေးတွေဖြစ်ပါတယ်ခုလိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ဒေါက်တာဇော်မင်းထွန်းပါမေတ္တာအရေးစီကံကဖြစ်ပါတယ်